အားလုံးပဲမင်္ဂလာပါကြောင်လေးတွေကိုချစ်စရာကောင်းတဲ့အိမ်မွေးတည်ရက်ဆန်လေးတွေလိုပဲထင်နေကြလားတကယ်တော့သူတို့မှာကျွန်တော်တို့ကိုအံ့ဩသွားစေမဲ့ထူးခြားတဲ့အရေးချင်းတွေအများကြီးရှိနေတာပါဒီနေ့တော့ကြောင်တွေနဲ့ပတ်သက်ပြီးတင်မထီသေးတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတွေကိုပြောပြပေးသွားမယ်နော်ပထမဆုံးတစ်ချက်ကတော့ကြောင်တွေဟာအိတ်တာကိုအယံဝါသနာပါကြတာပုံမှန်ဆိုရင်တနည်းကို12နာရီကနေ16နာရီအထိအိတ်တက်ကြပြီးတချို့ကြောင်အိတ်ပူလေးတွေဆိုရင်တနေ့တိုင်းရဲ့80ရာခိုင်နှုန်းလောက်ကိုအိတ်ဆက်ရင်းနဲ့ပဲအချိန်ကုန်ဆုံးကြတာဒါကြောင့်သူတို့ကိုကြည်လိုက်တိုင်းအမြဲတမ်းအိတ်ငိုက်နေတာမြင်တွေ့နေရတာပေါ့နောက်ထပ်အန်အောစရာတစ်ခုကတော့သူတို့ရဲ့မျက်လုံးတွေပါကြောင်တွေဟာအမောင်ထဲမှာတောင်အယံကိုကောင်းကောင်းမြင်နိုင်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့မျက်လုံးထဲမှာထူးခြားတဲ့အလွာလေးတစ်ခုပါဝင်နေလို့ပါပဲအလင်းရောင်အနှဲငယ်ပဲရှိတဲ့နေရာမှာတောင်အရာရာကိုမြင်နိုင်စွမ်းရှိကြကြောင်းညဘက်တွေမှာသူတို့ကပိုးပြီးလင်းလင်းမြတ်မြတ်လှုပ်ရှားနိုင်ကြတာဖြစ်ပါတယ်။ကြောင်လေးတွေမြောက်လို့အော်တဲ့အတန်းကိုတတိထားမိကြတယ်မဟုတ်လား။တကယ်တော့စိတ်ဝင်စားဖို့ကောင်းတာကကြောင်အချင်းချင်းဆက်သွယ်တဲ့အခါမှာမြောက်လို့အတန်းထွက်လေမရှိကြပါဘူး။အများအပြားတော့သူတို့ရဲ့လိုအင်းတွေကိုလူသားတွေနားလည်အောင်ဆက်သွယ်တဲ့နေရာမှာပဲဒီအတန်းကိုအသုံးပြုကြတာပါ။တနည်းအားဖြင့်တော့ဒါကကျွန်တော်တို့နဲ့စကားပြောနေတာပေါ့။နောက်ထပ်ထူခြားတဲ့အချက်တစ်ခုကတော့ကြောင်လေးတွေရဲ့နှာခေါင်းပါ။လူလေးမှာတယောက်နဲ့တယောက်မတူညီတဲ့လက်ဖွယ်ရတွေရှိသလိုမျိုးပဲကြောင်တွေရဲ့နှာခေါင်းကပတ်တန်လေးတွေဟာလည်းတကောင်နဲ့တကောင်မတူပဲထူခြားနေပါလေဒါဟာကြောင်လေးတွေရဲ့ကိုယ်ပိုင် identity တစ်ခုလို့တောင်ပြောလို့ရပါတယ်နော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကြောင်လေးတွေကိုနူးညံ့စွာပွတ်တက်ပေးတာဟာလူတွေမှာရှိတဲ့စိတ်ဖိစီးမှုတွေကိုရော့ချစေပြီးစိတ်ကိုအေးချစေတယ်လို့သူတေသနာတွေကဆိုထားပါတယ်ဒါကြောင့်စိတ်ညစ်နေတဲ့အခါကြောင်လေးတွေကိုပွတ်တက်ပေးလိုက်ပါဦး